နာဖျားတာရှိမကြည်စိတ်လက်မသက်မသာတွေ့ရောက်လာတော့ပရိတ်တော်ဘုဇင်ကြည်ရွှင်သစ္စာရုက္ခဖြင့်ပင်ယောဂဆင်းဤလို့ဆိုတဲ့အတိုင်းယောဂဘေးမှကင်းဝေးစေရန်ဘုဇင်သုတ်တံကိုရွတ်ဖတ်ပူဇော်ပါမယ်တန္တာရေတန္တရန္တနံသဗ္ဗဒုက္ခဝိနာသနေတတ္တဓမ္မေဇာဘုဇင်ကေမာရသေနာပမတ္တနေဘုဇိတဝါယေစိမေတ္တတိဘဝမုဒ္ဒကုဋ္ဌမအာဇာတိမစရာဗျာတိအမတံနိဗ္ဗယံကတံဧဝမာတိကုဏုပေတအနေကကုဏသင်္ကဟဩတတေဇဣမံမန္တံဘုဇင်ကိသပနာမဟေဘုဇင်္ဂောတတိသင်္ဃတောဓမ္မနံဝိဇယောတထာဝရိယံပိတိပတ္တတိဘုဇင်္ဂာသတထာပရေသမာဓုဘေကဘုဇင်္ဂာတတ္တေတေတပ္ပဒတိနံမုနိနာသမ္မတက္ခတာဘာဝိတာဗောလိကတာသံဝတ္တန္တိအပိညာယနိဗ္ဗာနာယသဘောရိယဧတေနသစ္စာဝဇေနာတုဋ္ဌိတေဟောတုသဗ္ဗရာဧကသမိန်သမေနာထောမောက္ခလာနိသကတ္တပံခိလာနေဒုက္ခိတေဒိဋ္ဌဝါဘုဇင်္ဂေတတ္တတေတယေဒေသတံဘိနံဒိဋ္ဌဝါရောဂမုတ်စိတုတင်္ဂနေဧတေနသစ္စာဝဇေနာတုဋ္ဌိတေဟောတုသဗ္ဗရာဧကရာဓမ္မရာဇာပိကေလင်ညေနာပိပိလိတောသုဏ္ဍထေရနာတံယေဝဗနာပိတဝါနသာရရံတမောဒိဋ္ဌဝါနအပါရတမဥဋ္ဌာတိဌာနသောဧတေနသစ္စာဝဇေနာတုဋ္ဌိတေဟောတုသဗ္ဗရာပဟိနာတိသအပါရဒိဏနံပိမဟေတိနံမေဃဟတာကိလေသာဝပတ္တ ानु ပတ္တိဓမ္မတံဧတေနသစ္စာဝဇေနာတုဋ္ဌိတေဟောတုသဗ္ဗရာဘုဇင်္ဂသုတ်တံဟောရခတုဘုဇင်္ဂသုတ်တံဘုဇင်္ဂသုတ်ပရိတ္တယဒေသနာတော်မြတ်သည်ဟောတုမကံပရိတ္တယစိတ်ဓာကြည်ပြိုနာယူချာညတဲ့မျိုးကောင်းသားမျိုးကောင်းသမီးတို့အားရခတုကိုလည်းကြံမာစိတ်ချမ်းသာ၍ယောဂများစွာကင်းစင်กว่าအောင်ကောင်းစွာမသွေစောင့်ရှောက်တော်မူပါစေတည်း